ခဏနားတက်ခိုက်ပါ6နာရီခွဲကနေပြီး9နာရီခွဲကိုတစ်ချိန်ရှိပါတယ်တရားအထုတ်နေတာနော်တာတိုင်းမွေးအပင်မှာအပွင့်ရှိတယ်တာတိုင်းမွေးအပွင့်နော်တာတိုင်းမွေးအပင်မှာနေုံလွင်ကတော့ပန်းနေရတော့လှချက်နော်လွင်ကပန်းနေရတော့လှချက်ကန်းငေါ်ပင်ကြီးရောကန်းငေါ်ပင်ကြီးရောနော်ကန်းငေါ်ပင်မှာကန်းငေါ်ပင်ကြီးရောပါမုံဆိုင်ထားတာပါ